Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Yeah.
ဒီစက်ချအမြတ်ဒီဝိငါရအောင်ဒီတဲ့ကိုဒီတိုင်းပြီးတော့အာရုံပြုဗန္ဒီယာယေယောဒီယောဘာလိနာဝဒရောဂတော်တော်စီမဝဒတဲ့သုံးယောက်ပါးဒီလိုကြောင့်ဂံမီလာကုသိုလ်ရဲ့အကုသိုလ်ရဲ့တော်ဘာလိတာကုသိုလ်ရဲ့အကုသိုလ်ရဲ့ဒုက္ခရာတို့ဒါယဝယိယဘာလိတိယရယရောကောင်းလာလိတာရောဝံပြေသာပြေသာလိတိရောဒီရတော်ရဲ့ဘုရားလိတော်ရိဝါသောဘာဝေသောဤရတော်ဤအဒီရောဤတော်ဤအရိယဘောရတဲ့ဘောရတို့သောတော်ဘုရားရဲ့ဒီကိယမယိုတိမိယံမယိတောသတိဝါသောဤတော်ဘုရောဘောဘာတော်ဤဝါရောအဘာယလေအဝေဟာဘုဘောဘောဘုရိအာယိမေမေယရိယောဒီတော်ဘာလိမာယာယေဟောတိသောတေဝဘောတိယတာဗျာယာတိသွန်တိကေကြောင့်စေတိသုတိပါရေဘုရားရဲ့ဒီလိုကြီးရဲ့ပြေရောလေးကိုဒီမလေးကလေးနဲ့လူကပိုင်းရှိရဒီမလေးတကိုရောတော်ပိုင်းရှိရဤကံမြတ်ကဒီအသာကိုရတာကောင်းတဲ့ပြီးအောင်ရောဒီတော့လည်းပြကြတော့ညီကိုမောင်နှမမိသားစုတော်ရဲ့အောက်ကောင်းကိုပြရတာစောင့်နေတဲ့ဒီကံပွားများတဲ့ဘာဝရဲ့ကောင်းမှုဆိုရလို့အဒီလိုလေးပြီးတော့ဒီအရာဘာသာတော်ကိုပြောတော့လည်းအဲ့ဒီကျေးဇူးရှင်ရရဲ့ဒီနေ့ရမယောတိဝိယံမယောသနာမြေတို့ရဲ့အဲ့ဒီဘုရားဒီအသာတော်ကြီးရဲ့ဒီအောင်ကြီးရဲ့ဒီလိုသူရဲ့ဒီပါလို့ဒီဘောမှာမြတ်တော်ဟောဒီမယံလာလို့ဟောဒီဟာဒီမဲ့ဘုံဉာဏ်ဉာဏ်ဒီကဘောနာတော်ကောင်းမှုတို့ရဲ့လိုပဲလူပြရလေဟောဒီကလေးလူပြရလေဟောဒီဘုရားတော်ဒီနဲ့တော်တဲ့လူရဲ့ရာရောဒါဒီမာရဲ့ဒီကလေးပါရဲ့ဒီနာဘုရားကလေးရာတော်ကြီးရဲ့ဒီအောင်ကြီးရဲ့ဆွေတော်လူတွေဘောမာမိသာလူတော်ရဲ့အောင်းကောင်းရဲ့အာနာဘောမာရဲ့ကုသိုလ်ကိုအနုမယေဝဝံယောဘောသာယုသာယုသာတော်ရဲ့ဒေယအနိယနဲ့တော်တိဝေယောတိကပါဠိနဲ့တော်ပြောတော်တိကဝိညာဉ်နဲ့တော်ဘုရားဒေယဝေကေယနဲ့တော်ဤဝိကဗေသာယိယေသုံးလာရဲ့အနာဝေယရာတို့နေမယယပါဠိတော်မယေတိပိယောတိဘာလိနေဝေယပါဠိတော်သူရဲ့တော်ဘုရားအမေနာဘုရားလိယေတိကေဇေယောယယရာတော်တော်ဒီလိုဒီဒီပါဠိတော်ဤရဲ့တော်ရပါလေကုသောဤဘောဘာကိုဘုရားရဲ့ဘောလာဘုရားဤဤကိုရောဤရဲ့တဲ့ဒီလိုလည်းတော်ကြတော်ဘာယာကိဝိကာမိယေဘာကေရောမာဇိယရိတယနာတဲ့ဒီလိုဒီဘောကစေယလေးပါတော်ရဲ့ဤသာတော်ဤလိုရောဘိက္ခရေယုစီဝိနေရောတော်ဘိက္ခာဘောရောဝိဒေယတော်ဓမ္မပြေရီရောဤတော်လေးရဲ့ဘောရတဲ့ဘောရောလူကြောင့်တော်ရဲ့ဘုရားဝိဘုရေပြေမယောပိယမယောနာတိပါဒာဒေဝနာတတေလူတေဇာပြေတော်ဘောရတဤတိရှိနေတော်မြမသနာရဲ့နေရာရဲ့တော်တမဒီဝနာလေးသာလို့ဆိုတော့ကိုဆောင်ရဲ့အိမ်တော်ရဲ့ဆယ်တော်ရဲ့လက်တော်ရဲ့ရွာတော်ရဲ့ဖယားတော်ရဲ့တောင်းတော်ရဲ့အာဃာတတို့ဘုံရဲ့လူရဲ့တို့မိမိပါတဲ့ကိုယ်ရဲ့ဟောတဲ့စားရတော်ရဲ့တော်ရဲ့ဟောပါရာဒီကနေကလည်းပြေဆုံးတဲ့တော်ရဲ့ဆရာရဲ့ဒီသာပြီးပါရတော့ဓမ္မတန်လေးသာလို့ဆိုတော့ဒုတိယသတ္တဝါဒုတိယသတ္တဝါဟောပါရာဘာလိယမအမြာ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 ဘေဝိကယအာယောဤဒေနရိယနာတို့ယောနေလာသောဘုဘောဒီယေဒီယောဒီဘောဒီဆန္ဒရဲ့ဉာဏ်ရဲ့ဤဉာဏ်တော်မြတ်ပါလေကုသိုလ်တော်ရဲ့ဘုရားရဘုရားရဲ့ဘောဘာရဲ့လူဘောသာလူဘောရဲ့ကိုရောစိတ်ကလည်းလူကဤနဲ့တဲ့ဘောသူရဲ့ဘယ်လိုဖြစ်အားလဲတော့မယေမိမိယောဒီဘောဘာဒီနဲ့ဘုရားပဲဒီရဲ့ဒီရဲ့ဒီရဲ့မယောဒီရဲ့မယော
စောင့်ကြည့်တဲ့ဒီဟာပေါင်းများတဲ့ဘာဝနာ24နှစ်နဲ့ဘုရားဝိယဝိသဓမ္မဝိယဝိသသံဃာဝိယဝိသဝါရီ50ရေတရားစင်ကိုစီရင်ပါဘုရားရဲ့တရားနာဘာဝနာတွေကုသိုလ်ပေါင်းများကိုမယံလိတိတော်ဒီကာလရေဟေနာဝထာ၌ကမ္မတိတုဝေရောကေတိရှိတော်အယံမရဏိဝေနတေယောဒုတိယမဝိနိယာတော်ဘုရားရဲ့စေရောဒီနဲ့အမေတေရောဒီတဲ့တရားတွေတဲ့တရားနဲ့ချက်တော်ဝါဒီ၍တန်လန်လေတုယံတရားပဲတဲ့ဘုဒ္ဓိစကေတို့တွတ်တဲ့အောင်လေ၍သုံးလို့ဒီပေးပါလေတရီယေတာဘောဒီယေဒီဘောဒီရဲ့ဆွေရောဆွေရဲ့မိသားစုတော်ကောင်းပါရဲ့တရီလေးညမယောဒီညမယောဒီဝိုင်းရဲ့ဘုရားဘုရားရဲ့ယေဒီကောင်းစုယေကောင်းစုဘာယောဒီဘောပါရဲ့ဝိသာဘုဘောဘုရားသာလို့သုံးတဲ့ဘုရားရဲ့သာပြေးသွားရတဲ့လူနဲ့ပြမတတဝါပုဂ္ဂိုလ်ကောင်းလူ
ဒီနေ့တော့ဟိုကမခေါ်တော့ဘူးတို့စားလို့ရ